မင်္ဂလာရှိသောနေ့လေးပါခင်ဗျာနှင်းစီအများစုဟာမြေပြင်မှာပဲကပ်ပြီးပေါက်တက်တဲ့ခြုံပင်အမျိုးအစားတွေပါဒါပေမဲ့ဒီနှင်းစီကတော့မတူပါဘူးသူ့မှာတက်မှတ်နေတဲ့ပင်စီတစ်ခုရှိပြီးအပေါ်မှာတော့ကြီးမားတဲ့ပန်းအောင်ကြီးရှိနေပါတယ်အဝေးကနေကြည့်ရင်ပန်းတွေအပြည့်ပွင့်နေတဲ့အပင်ငယ်လေးတစ်ပင်နဲ့တူပါတယ်စိုက်ပျိုးရေးသမားတွေကအမြင့်စနစ်အရန်ကောင်းမွန်တဲ့ပင်စီအမျိုးအစားကိုအရင်ရွေးချယ်ကြပါတယ်ပြီးရင်အဲ့ဒီပင်စီကိုတက်တက်မတ်မတ်ဖြစ်အောင်ဖြည်းဖြည်းချင်းပြုစုပြောင်းထောင်ရပါတယ်တင့်တော်တဲ့အမြင့်ကိုရောက်တဲ့အခါထိပ်ပိုင်းကိုအပေါက်လေးတစ်ခုလှီးဖြတ်ပြီးနှင်းစီခက်တွေကိုကိုင်းကူးဆက်ကြပါတယ်ခင်ဗျာဒီကိုင်းတွေကိုစပြီးကိုင်းကူးဆက်တဲ့အချိန်မှာတသားတည်းမဖြစ်သေးပါဘူးရေတက်မခန်းချောက်အောင်ကိုင်းကူးထားတဲ့နေရာကိုပလတ်စတစ်နဲ့အုပ်ထားရခြင်းဖြစ်ပါတယ်ဒါကရေတက်ကိုထိမ့်ပေးနိုင်ပြီးကိုင်းကူးထားတဲ့နေရာတိုင်းမှာဖန်လုံးအင်္ဂလိပ်လေးတစ်ခုလုပ်ပေးထားသလိုပါပဲကိုင်းကူးထားတဲ့နေရာပြန်လဲကောင်းမွန်လာပြီးရင်တော့ကိုင်းတစ်တွေစတင်ပေါက်ရောက်လာပါလိမ့်မယ်ထိပ်ပိုင်းကကိုင်းတွေကိုဖြည်းဖြည်းချင်းပြုစုပြောင်းထောင်ပြီးဝိုင်းဆက်နေတဲ့ပန်းအုံကြီးဖြစ်အောင်လုပ်ယူရတာပါဒီလိုအပင်ပုံစံနှင်းစီရဲ့အကြီးမားဆုံးအားသာချက်ကတော့ပန်းတွေကိုပိုပြီးထင်သာမြင်သာရှိတဲ့နေရာကိုမြင့်တင်ပေးလိုက်တာပါပဲဒါကြောင့်အိရှိမှာပဲစိုက်စိုက်လမ်းဘေးမှာပဲစိုက်စိုက်ဒါမှမဟုတ်ပန်းချံအလယ်မှာပဲစိုက်စိုက်သူကတော့တီးတန့်ဆွဲဆောင်မှုရှိတဲ့ရှုခင်းတစ်ခုဖြစ်နေမှာအသေးချပါပဲအခုလိုကဟူးတူတကောင်းတွေထက်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပြသွားကြပါအောင်ခင်ဗျာ